哇！လက်ကျူပါညီတို့ရေမကတော့ဟုတ်တယ်ရင်းမနိုင်ရင်နော်မာသာကြီးကန်းနဲ့ကောင်းတိုင်းကောင်းလိုက်လားဝေလေးကောင်းလိုက်အကြိုက်ဒါမှလည်းစောင်းတယ်ကျောင်းလိုက်အကြိုက်စားပြေကျောင်းလိုက်အကြိုက်ကျောင်းလိုက်အကြိုက်တာဖိုက်တိုင်းပဲနေပြီနော်ဒါကိုဖိုက်ကတေပြောက်များနေရတယ် ကဲပတိကောင်းလေ ပေါင်းလိုက်တာချင်းပါလေချင်းပါလေဗျာ ခမ်းပါတယ်လုံးဝနော်နှစ်ယောက်ကြားထဲကိုပြုတ်ဝင်လာတဲ့စပစ်ကြီးဗျာနော်မကြီးချီကောင်ကြီးနဲ့ဝိုင်းလေးဒီနဲ့စပစ်ကြည့်မယ်ဗျယေမင်းလာတော့နေရာစုံမှာတော့စပစ်တွေအမတ်ရှာပွေထားတဲ့အတွက်မှာကတော့တွဲ3ဖြစ်သွားပြီဗျာနော် ဒါမဲ့ကွာမူကတော့တော်တော်လေးကိုကြီးမားနေရဲ့ဗျာနော် ကဲဖြုတ်တာဗျာမီး ဟောကြီး ဒီလိုက်တင်ထားတယ်မကြီးဒီတော့အကြီးပါတယ်မကြီးရေဟောပါတယ်မကြီးရဲ့တင်းငိမ်မှာဆယ်သွားတဲ့အမှန်နဲ့ပဲမတ်တမထက်ထက်သွားတဲ့အတွက်တတိ3ပါမကတော့တတိ3ပါဗျာသုံးမဲ့ပါ ကဲကျောင်းတိုင်းဝင်ခုထားတဲ့အောင်ကြီးတင်ထားတဲ့အောင်တိုင်းကောင်းပါတယ်ကဲစာပစ်ပြန်ယူထားတဲ့အတွက်3တတိပါကျောင်းတိုင်းစာပေပါလူစင်နေဗျာနော် 73မှ3မှပါ ကဲမကတော့တတိ3 ကောင်းလုံးပါလေနော်အဲ့လိုပဲမင်းစားပစ်ကလည်းစပိုက်လိုမျိုးပေါက်နေနေထားမျိုးကြောင့်မတ်ကွာမှသူကြီးမားသွားတာဗောနော်ပေါက်ပြန် ကဲဂျာတင်နေမှာသွားတဲ့အတွက် စာပေထပ် မ ပေါက် ကတော့ တယ် ဒီဆိုတဲ့အမှတ်ကိုရောက်ရှိသွားပါပြီနားထောင်ပြရစီတာနော်ကိုချင်းရဲ့တင်ဆက်မှုကောင်းပါတယ်နော် ကဲ မင်းစားပြပါညသွေးမလို့ဘူးလားရေးရ ကောင်းနေတာဗျာကောင်းပြရတယ်နှိမ့်ခံနေရပြီဗျာအဲ့တော့လေလိုပဲဖြစ်ပါလေကဲဒီပွဲပြီးပူရဲ့ဂုံပွဲတွေလာပြီနော် ကဲမင်းစားပြကတော့ပိုက်တိုးဟုတ်ကဲမကြီး တော့ပေးလိုက်တယ်နော် အဲဂျာကြီးနဲ့ဝင်လာတဲ့အလုံးတွေမကြီးဖိုက်ကြော်ချင်းရှိသလိုကိုကတ်ချင်း ဖက်ပေါက်နေလေ ဖိုက်ကြော်ချင်းလည်း 5ဟုတ်ပါ ဒီကတော့လည်းရှိတယ်နော်ချင်းလေးကြည့်ပါတော့ထပ်မှန်ပြီးတော့အမတ်တွေတက်အောင်မလားကြည့်မယ်ဗျတောင်းတိုင်းတို့ကဝေးသွားတယ် ဟုတ်5ပါ ဖိုက်တယ်ဗျာ ကဲကျောင်းတိုင်းဝင်ခူးထားတဲ့ကိုယ်တိုင်ပဲကျောင်းတိုင်း ကိုသက် ကောင်းပါတယ်ချင်းဝေး